ဟုတ်ကဲ့အခုဆက်လက်ပြီးတင်ကြားပေးပါမယ်အသက်တန်ကတော့လာသက်အတန်ဖြစ်ပါတယ်ဒီပုံလေးကိုလိုချင်နေဆိုရင်တော့ကျွန်တော် first comment မှာချပေးထားပါတယ်အဲ့ဒါကို save လုပ်သွားနိုင်ပါတယ်ခင်ဗျနောက်တစ်ခုကတော့လာသက်အတန်ပေါ့နော်လာသက်အတန်ကိုဆိုတဲ့အခါကျရင်တော့ကျွန်တော်အင်္ဂလိပ်စလုံး L အတန်လေးစုံပြီးတော့ဆိုပေးရမှာပြောချင်တာရှာကိုခောက်ပြီးတော့လိပ်ပြီးတော့အဆုံးသတ်ရမယ်လို့ပြောတာပါတော်တော်များများကျောင်းသားတွေကဒီလာသက်တန်မှာတချို့တွေမထွက်တတ်တဲ့သူတွေလည်းရှိတယ်ခတ်တယ်လို့ယူဆရတဲ့သူတွေလည်းရှိတယ်ပေါ့နော်အများကြီးဆိုနေနဲ့မှာနည်းလေးပြိုကျင်လာမျိုးပြိုတက်တာမျိုးလည်းဖြစ်တတ်ပါတယ်ဘာလို့အစပိုင်းမှာကျွန်တော်တို့မြန်မာစကားမှာအဆုံးသတ်မှာရှာခောက်ပြီးတော့သုံးတာမျိုးမရှိတဲ့အတွက်ကြောင့်တိတ်ပြီးတော့ကျင်သားမရတတ်ပါဘူးအစပိုင်းမှာဆိုတော့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီလာသက်တန်ကိုဆိုကြည့်တဲ့အခါမှာနောက်ဆုံးအဆုံးသက်လေးမှာပေါ့နော်ရှာလေးကိုလိပ်ပြီးတော့မှအဆုံးသက်ပေးရပါမယ်အရင်ဆုံးအရင်အရှိရတရတွေတစ်ခေါက်ပြန်ဆိုကြည့်အောင်ဂါဂေါဂိုဂူဂဂီအဲ့စလုံးတွေကိုမှကျွန်တော်လာသက်တန်လေးထည့်တဲ့အခါမှာ L တန်လေးထည့်ပြီးတော့မှအဆုံးသက်ပြီးဆိုကြည့်အောင်ဂါလ်ဂေါလ်ဂိုလ်ဂူလ်ဂလ်ဂီလ်နောက်ခေါက်ဂါလ်ဂေါလ်ဂိုလ်ဂူလ်ဂလ်gil gal gol gol gul gul gil ဟုတ်ကဲ့အခုသင်ရမယ့်ခံလာသက်ပေါ့နော်ဆိုတော့လာသက်ကိုပြောခဲ့တဲ့အတိုင်းပဲ L အတန်လေးဆုံးပြီးတော့ရှာလေးကိုခောက်ပြီးတော့လိပ်ပြီးတော့ဆိုရမှာပါတူတူလိုက်ဆိုကြည့်အောင်နော်မခတ်ပါဘူးတိတ်ပြီးတော့ gal gol gol gul gul gil နော် gul လို့ဆိုတဲ့အခါရောက်ရှင်နှခမ်းလေးစုပြီးတော့ဆိုပါ gul gul gil nal nol nol nul nul nil thal thol dol dul dil dil ral rol roll rul ril ril mal mol mol mul mul mil bal bol bol bul bul bil sal sol sol sul sul shil al all ol ul ul il chal chol jol jul jil jil chal chol chol chul chul chil khal khol khol khul khul khil thal thol thol thul thul thil phal phol phol phul phul phil hal hol hol hul hul hil ဟုတ်ကဲ့နောက် slide ကိုသွားအောင်စာဦးတော့စူပေါ့နော်လာသက်တန်ပါတဲ့ကြောင့် sul 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 နော်အရက်လို့ပြောတာပါကြားဘူးမှာပါ sul နောက်တစ်ခု mul နော်မဦးတော့မူအဲ့မှာလာသက်တန်ထဲတော့ရှာလေးခောက်ပြီးတော့ဆိုမယ် mul mul ကရေလို့ပြောတာပါ bul 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 ကမီးလို့ပြောတာပါနောက်တစ်ခုက thal နော်ဒါလာသက်thal ဒါပေမဲ့ तू ကဆိုတဲ့အခါမှာဝဆန်နှုံးပေါက်တန်လေးထည့်ဆိုပေးပါလာအောင်ဆိုတဲ့အခါမှာ thal thal နော် thal လို့ဆိုပေးပါနော်ဝဆန်နှုံးပေါက်တန်လေးပါပြီးတော့ thal လို့ဆိုပါပါတယ် thal လို့ဝဆန်ပေါက်တန်မပါပဲဆိုရတာမဟုတ်ပဲね thal လို့ဆိုပြီးတော့ဝဆန်ပေါက်တန်လေးထည့်ဆိုရတယ်သူတို့အဲ့စလုံးဆိုရင်တော့လာအောင်ဆိုရင်တော့ thal နောက်တစ်ခုကချက်တောက်ကတော့ bal bal ချက်တောက်နောက်တစ်ခုကအာယောလုံးอ่ะဆိုရင်ယောလို့ထွက်ခဲ့တယ်ပေါ့နော်အာယောဆိုတော့ယောလာတက်ထည့်လိုက်တော့ yol 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 အပူတစ်ခါပြန်ဆိုအောင်နော် sul sul mul mul bul bul thal thal bal bal yol yol ဟုတ်ကဲ့လာတက်တန်လောက်ပါပဲ